day 5ရဲ့လင်းရှုမွန်တိုင်းလေးတွေကိုကြည့်မယ်နော် day 5မှာဘာတွေသင်ကြလဲဆိုတာလေးပြန်ပြီးနှွေးပေးမယ် day 5မှာကဘာသင်ကြလဲဆိုတော့9ကိုတော့9ရဲ့9ကိုတော့9ကိုတော့မ9ではならないね図にはいられないဆိုပြီးသင်ခဲ့ပါတယ်နော်သူရဲ့အဓိပ္ပာယ်တွေက9ことは9ဆိုတော့可能性は低いが一応できるဆိုတော့မတတ်နိုင်တာလုံးဝမဟုတ်ဘူးတိတ်တော့မလုံနိုင်ပေမဲ့လုံးဝမလုံနိုင်တာမဟုတ်ဘူးတတ်နိုင်သေးတယ်နံပါတ်9ことも9ဆိုတော့သူကမလုံးဝမတတ်နိုင်တာမဟုတ်ဘူးသူလည်းတတ်နိုင်သေးတယ်ဒါပေမဲ့သူကကျတော့ဘယ်ဘက်လဲဆိုတော့အနည်းဆုံးတစ်လောက်ကတော့တတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နော်အနည်းဆုံးဒီလောက်ဆိုရင်တတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะဆိုရင်တတ်နိုင်တယ်သူကကြတော့ဒီအပေါ်ကျပါလဲဆိုတော့စူးစမ်းမှတတ်နိုင်တာလုံးဝမတတ်နိုင်တာတော့မဟုတ်စူးစမ်းရင်တတ်နိုင်သေးတယ်စူးစမ်းမှဒါမှမဟုတ်စူးစမ်းရင်တတ်နိုင်သေးတယ်เนาะဒါကကြတော့အနည်းဆုံးဒီလောက်ဆိုရင်တော့တတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะနီးစပ်တဲ့ဒါပေမဲ့ခုတ်တော့ဝါနဲ့မိုးနဲ့ဆိုရင်ဘာခွာဝါလဲဆိုတာအဓိပ္ပာယ်လေးတွေကိုအဓိပ္ပာယ်လေးနဲ့မှတ်ထားရင်လွယ်မယ်နော်ပြီးရင်အဓိပ္ပာယ်နောက်တစ်ခုနံပါတ်19番がじゃろ絶対に何々しなければならないဆိုတဲ့အဓိပ္ပာယ်နိုင်ではならないဆိုတော့သူကမလုပ်လို့ရှိရင်မဖြစ်ဘူးမလုပ်ဖ ೇನೆ မနေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်နံပါတ်20ကကြတော့ဇူနီဝါအီရာတဲ့နိုင်သူကလည်းတူတူပဲမလုပ်ဖ ೇನೆ မနေနိုင်ဘူးဒါပေမဲ့တော့ကြဘယ်လိုလဲဆိုတော့တဘာဝအတိုင်းဖြစ်သွားတဲ့ဟာမှာသုံးတယ်ဥပမာအပြင်စိတ်ညစ်ရင်အရက်တောက်မိသွားတယ်ဒီဇာကားကိုကြည့်ရင်ဘယ်သူမဆိုခံတော့ဆူဆိုပြီးစိတ်ဒီအရန်ကိုလှုပ်ရှားသွားမယ်ဆိုတာမျိုးတွေမှာသုံးချပါမယ်နော်ကဲဥပမာ練習問題လေးတွေကိုကြည့်မယ်1ကဘာလဲဆိုတော့試験の前だから試験ဆိုတော့サモンပွဲの前ဆိုတော့サモンပွဲနီးလာပြီမို့လို့サモンပွဲနားကပ်နေပြီမို့လို့ဘာလဲဆိုတော့勉強し図にはないではいられないဆိုတော့図にはဆိုတာတော့ကျတဘာဝအတိုင်းဖြစ်တာနော်ဒီနိုင်ではဆိုတာကကြတော့မလုပ်ရင်မရတာမလုပ်ဘဲနဲ့မနေနိုင်တာနော်မလုပ်ရင်မရတဲ့ဟာမှာတောင်းတာဆိုတော့သူကဘာဖြစ်မလဲဆိုတော့ဆမမွဲအနာနီးပြီးမို့လို့ဆမွဲနာကလာပြီးမို့လို့စာမလုပ်ရင်မရဘူးတဘာဝအတိုင်းစာလုပ်တာလားဆိုတော့ပုံမှန်ဆိုလို့ရှိရင်တော့တဘာဝအတိုင်းတော့စာလုပ်မယ်တော့မထင်ဘူးเนาะဟုတ်ကဲ့တဘာဝအတိုင်းစာလုပ်မယ်လို့တော့မထင်ဘူးအဲ့တော့သူက試験の前だからサモンしまもろピーマンが B နိုင်ではいられないဖြစ်မယ်နော်勉強しないではいられないဖြစ်မယ်ဆောင်းမွေးနီးလာမို့လို့တဘာဝအတိုင်းစာကြီးကိုလှုပ်ဖြစ်လိုက်တာဆောင်းမွေးနီးလာမှစာလှုပ်တာမို့စာအမြင်နဲ့လှုပ်ရမှာနော်ဒါပေမဲ့ဆောင်းမွေးနီးလာပြီမို့လို့ဆောင်းမွေးရှိရောက်လိုက်မို့လို့စာမလှုပ်ရင်မရဘူးဆိုတဲ့အဓိပ္ပာယ်တဘာဝအတိုင်းလှုပ်တာမဟုတ်ဘူးတဘာဝအတိုင်းလှုပ်တဲ့သူကတော့ခေါင်းတယ်ဒါပေမဲ့တဘာဝအတိုင်းလှုပ်တယ်ဆိုတာဒီစလုံးကနည်းနည်းလေးအဓိပ္ပာယ်နည်းနည်းလေးတဘာဝမကြဘူးလေနော်အဲ့တော့အဖြေမှန်ကပြီးနိုင်တယ်はいられないဖြစ်မယ်試験の前だから勉強しないではいられないနောက်တစ်ခုဘာလို့ A ကိုမရွေးလဲဆိုတာကနောက်တစ်ခုဘုံပိုးနေရကြည့်မယ်ဆိုလို့ရှိရင်ရှီစုဆိုတာမရှိဘူးလေနော်ဘင်ကျော်စေစုဖြစ်မယ်ဟုတ်ပြီနော်ဘင်ကျော်စေစုဖြစ်မယ်တကယ်လို့ဇူကိုရွေးတယ်ဆိုရင်တဘာဝအတိုင်းစာလောက်တယ်ဆိုရင်တော့မှပြောချင်တာပါနော်အဲ့တော့စေစုဖြစ်မှအဖြေကမှန်မယ်ကဲနံပါတ်2番ね地面テレビはその TV が見る見ないことはないが1日1時間ぐらいだ TV をမကြည့်ဘူးဆိုတာတော့မဟုတ်ဘူးကြည့်တယ်ဆိုတာတော့မဟုတ်ဘူးမကြည့်ဘူးဆိုတာတော့မဟုတ်ဘူးဆိုတဲ့ပဲเนาะတနေ့တနာရီလောက်ပဲဆိုတော့တနေ့တနာရီလောက်ပဲဆိုတာကြည့်တာလေဟုတ်တယ်မလားအဲ့တော့ဒီရှေ့မှာဘာဖြစ်လာမလဲဆိုမကြည့်တာတော့မဟုတ်ဘူးမကြည့်တာတော့မဟုတ်ဘူးတနေ့တနာရီလောက်တော့ကြည့်ရဆိုတဲ့အဓိပ္ပာယ်เนาะဘောကဟာလေးပြန်ပြမယ်เนาะရှင်းအောင်เนาะဘောက B က B
သူကထဲ့တယ်ပြီးွာကြည်ဒီမကြည်ဘူးဆိုတာတော့မဟုတ်ဘူးဆိုတော့ကြည်ဒီတော့မဟုတ်ဘူးတနေ့တနာကြီးဆိုတာဒါမြန်မာလိုတော့မတိတ်ပဲမကြောက်ဘူးလေနော်အဲ့တော့မကြည်တာတော့မဟုတ်ဘူးဆိုတာကအဖြေမှန်ဖြစ်မယ်မိနိုင်ことはないが一日1時間くらいတနေ့တနာရီတော့ကြည်တယ်ဟုတ်ပြီနော်ကဲနံပါတ်3番လေးကိုကြည့်မယ်肉はあんまり好きではないが食べないこともないこともあるဆိုတော့သူကအသားကိုあんまり好きではないဆိုတော့တိတ်ပြီးတော့မကြိုက်ဘူးမကြိုက်ပေမဲ့ဒါနိုင်က好きではないが食べないဆိုတော့မစားဘူးこともないရဲ့こともあるဆိုရင်မစားတဲ့ဟာလည်းရှိတယ်ဆိုတော့ဒါကပုံမှန်မကြိုက်ရင်မစားဘူးလေဟုတ်တယ်မလားနော်ဒီပါလေးပြန်မယ်ပုံမှန်ဆိုရင်肉ကိုမကြိုက်ပါဘူးဆိုရင်မစားဘူးလေဆိုတော့ဒါက当たり前のことဖြစ်နေမယ်နော်好きではないအသားကိုတိတ်မကြိုက်ပေမဲ့ဒါပဲနိုင်မစားတဲ့အချိန်တွေလည်းရှိရဆိုအေးရောဘာဖြစ်မလဲ食べないこともないလုံးဝမစားတာတော့မဟုတ်ဘူးဒါပေမဲ့အရင်တော့မကြိုက်ဘူးဒါလေးကမှနည်းနည်းလေးချောမယ်လေဟုတ်တယ်နော်ဒါလေးကမှချောသွားတယ်အဲ့တော့ဖြစ် A လေးနဲ့ဆိုကြည့်မယ်肉はあんまり好きではないが食べないこともないやအဓိပ္ပာယ်ကြမယ်ဘာဖြစ်လို့လဲこともないやကြတော့သူကမလောက်တာစူးစမ်းရင်အနည်းဆုံးဒီလောက်ကတော့ဖြစ်နိုင်သေးတယ်နည်းနည်းလေးစားလို့တော့ရဒါပဲနိုင်こともないဆိုတာရလုံးဝမစားတာမဟုတ်ဘူးစားနိုင်သေးတယ်ဆိုတဲ့အဓိပ္ပာယ်နော်မကြိုက်တာမဟုတ်ဘူးစားတဲ့အခါတွေတော့ရှိတယ်လုံးဝကြီးမစားတာမဟုတ်ဘူးဆိုတဲ့ဟာမျိုးရေးတော့ကျွန်မ9နဲ့9ကိုပဲရွေးမယ်こともあるဆိုရင်ဒါစလုံးအဓိပ္ပာယ်မကြဘူးလေနော်ကဲ4番လေးကိုကြည့်မယ်おかしくて笑わずにはいられるいられないおかしいဆိုတော့အရန်ကိုဟာတာမြောက်လုံးကကြီးလို့ရီရလုံးလို့おかしいဆိုရင်ပြောင်းနေပေါ့ချော်တယ်ပေါ့အရန်ကိုおかしいဆိုအရန်ကိုဟာတာမြောက်လုံးကကြီးလို့ဝါရဝဇူဆိုတော့ဝါရဝ9ဆိုတဲ့အဓိပ္ပာယ်က9ကိုဖြုတ်ပြီးတော့ဇူဆိုပြီးနည်းနည်းလေးခတိုင်ယောဂန်ပေါ့နော်နည်းနည်းလေး format ကြတာလေးနဲ့သုံးထားတယ်ဝါရဝဇူနီဝါဤရာတဲ့သူရီရလုံးလို့မရီပဲနဲ့နေနိုင်တယ်ဒါရမဟုတ်ဘူးလေရီရလုံးလို့မရီပဲနဲ့မနေနိုင်ဘူးဆိုမှအဓိပ္ပာယ်ကြမယ်ဟုတ်ပြီနော်အဲ့တော့ယုံပန်ရဲ့အဖြေမှန်ကဘာလဲဆိုတော့ B おかしくて笑わずにはいられないဆိုတာလေးကအဓိပ္ပာယ်ကြကဲ5番行きたくないが行こうと思えば行ける行けないこともない行きたくないဆိုတော့မသွားခြင်းနော်မသွားခြင်းဘူး行こうと思えばဆိုတော့သွားမယ်行こうဆိုတာသွားမယ်လို့တွေးလိုက်ရင်思えばဆိုတော့တွေးလိုက်ရင်行けるသွားနိုင်တယ်こともないဆိုသွားနိုင်တာမဟုတ်ဘူးဖြစ်သွားမယ် A ကိုယူလို့ရှိရင်เนาะ行けることもない行けることもないဆိုတာကြတော့ဒါပါလဲဆိုတော့行けることもないဆိုမသွားနိုင်တာဖြစ်သွားပြီเนาะသူရဲ့အဓိပ္ပာယ် B ကိုရွေးမယ်ဆိုရင်行けないこともないဆိုတော့行けないこともないဆိုတော့မသွားနိုင်တာတော့မဟုတ်ဘူးအနည်းဆုံးသွားလို့တော့ရသေးတယ်เนาะအဲ့တော့မသွားနိုင်တာမဟုတ်ဘူးသွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်မသွားခြင်းဘူးလို့မသွားခြင်းပင်မဲ့သွားမယ်လို့တွေးလိုက်ရင်တော့သွားနိုင်သေးရဲ့ဆိုတာပဲဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ B အဖြေမှန်က行きたくないが行こうと思えば行けないこともないဆိုပြီးအဖြေမှန်က B ဖြစ်မယ်နော်ကဲရှင်းတော့နည်းနည်းလေးဖြတ်လိုက်ပါမယ်နော်အဲ့တော့အဖြေမှန်လေးက B A B B ဖြစ်မယ်နော်ဟုတ်ပြီကဲနံပါတ်2လေးဆက်ကြည့်မယ်နံပါတ်2ကပါလဲဆိုတော့たくさんは無理だが1日にないたくさんはဆိုတော့အများကြီးဆိုရင်တော့無理ဆိုတာလုံးဝမတတ်နိုင်ဘူး1日にမတတ်နိုင်ဘူးဂါဆိုတော့ဆိုပေမဲ့တစ်နေ့ကိုဆိုတော့ပါလဲမသိဘူးတစ်နေ့ကိုတစ်ခုလောက်တော့အနည်းဆုံး
ဘာတက်နိုင်မှာလဲမသိနော်အများကြီးကတော့မတက်နိုင်မဲ့တစ်နေ့ကိုအနည်းဆုံးဒီလောက်ဆိုရင်တက်နိုင်နေဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်နိုင်ချင်ရှိလေနော်အောက်မှာပါရေးထားလဲကြည့်မယ်နာရဆိုတော့ဆိုရင်ကိုတိုမိုဆိုတော့လဲပဲပေါ့နော်သူကလဲပဲအရှက်မှာတခုလဲပဲကိုအကြောင်းအရာတခုပါမယ်လဲပဲအိုးပွေးထားတဲ့နိုင်4つ4ခု4ခုအိုးပွေးထားတဲ့နိုင်ဆိုတော့မမမိဟုတ်ပြီဘာကြီးတာလဲအကုန်လုံးပြန်ပေါင်းမိကြည့်မယ်たくさんは無理だがအကုန်လုံးအများကြီးဆိုရင်တော့မတတ်နိုင်ပေမဲ့တစ်နေ့ကိုနောက်က4ခုရှိတယ်4ခုလောက်ဆိုရင်တော့ရေးကြည့်အောင်မယ်နော်ဟုတ်လားမဟုတ်လားတော့မသိသေးဘူး4ခုလောက်ဆိုရင်တော့မမမိဘူးဆိုတာမရှိဘူးပဲဖြစ်မမမိဘူးဆိုတာမရှိဘူးဖြစ်လိမ့်မယ်နော်သူကခေါတုံမနိုင်ဆိုတာကအိုပွဲရတဲ့နိုင်ဒါခေါတုံမနိုင်ရတစ်ဆက်တည်းရှိတယ်လေအဲ့တော့ချင်းဟုတ်လားမဟုတ်လားရွတ်ကြည့်မယ်နော်たくさんすいませんたくさんはအများကြီးတော့無理だがたくさんは無理だがအများကြီးတော့မတတ်နိုင်ပေမဲ့1日4つなら覚えられないこともないချောဝိုင်းเนาะအဲ့တော့သူကဒီနေ့ကိုအများကြီးတော့မလေ့လာနိုင်ပေမဲ့ဒီနေ့ကိုပေါ့နော်၄ခုလောက်ဆိုရင်တော့မှတ်မိသေးတယ်မမှတ်မိဘူးဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်เนาะ၄ခုလောက်ဆိုတော့မှတ်မိနိုင်သေးတယ်ဆိုတဲ့ကိစ္စကိုသူကရေးထားတာပါကဲနောက်တစ်ခုနံပါတ်9စကြည့်မယ်7番そんなことを聞いて失礼かとも思ったがပြန်ဖတ်ပေးမယ်နော်そんなことを聞いては失礼かとも思ったが聞かずどうしてもいられなかったにはバリギラの聞かずそろမမေးပဲနဲ့聞かないဆိုတဲ့聞かないをဖြုတ်ပြီးတော့ zu ပေါင်းလာတာเนาะအဲ့တော့聞かずဆိုတော့မမေးပဲနဲ့どうしてもဘလို့မှเนาะいられなかったဆိုမတတ်နိုင်မနေနိုင်တာဆိုเนาะいられるဆိုတော့နေနိုင်တယ်တတ်နိုင်တယ်เนาะいられなかったဆိုမတတ်နိုင်ခဲ့ဘူးညီဝဆိုတော့သူက何々ညီဝပဲဖြစ်မယ်เนาะအဲ့တော့ပုံမှာရေးရတာလေးနဲ့ပေါင်းမိကြည့်မယ်そんなことを聞いてはဒါをそんなことဆိုအဲ့လိုကိစ္စမျိုးကို聞いてはဆိုတော့မေးတာပြောတာမေးတာပေါ့နော်မေးလို့ရှိရင်失礼ဆိုတော့ဒါကနည်းနည်းလေးရိုင်းရကြတယ်လို့ပြောတာနော်ရိုင်းရကြတယ်လို့ထင်ပေမဲ့ဆက်စုတဲ့လူတွေပေါ့နော်ဒါတွေကိုဒီကိစ္စကိုမေးလိုက်ရင်ရိုင်းနေလို့တော့ထင်ပေမဲ့အောက်မှာပါရတာဘလို့မှမမေးမင်းနဲ့မနေနိုင်ခဲ့ဘူးဆိုတာကိုပြောနေတာရန်ဆက်စုတဲ့လူတွေတော့မမေးရင်တော့မရဘူးဒါပေမဲ့များမေးချင်တာမေးလိုက်မိတယ်ဆိုတဲ့ဟာမျိုးပြောကြည့်မယ်နော်အဲ့တော့သူကရေးရတာလေးကြည့်မယ်そんなことを聞いては失礼かと思ったがဘလို့မှမမေးဘဲနဲ့ဆိုတော့どうしてもမမေးဘဲနဲ့ဆိုတော့聞かずにはいられなかったဆိုပြီးတော့ဖြစ်မယ်နော်聞かずいられなかったにはဆိုတာမရှိဘူးလေနော်聞かずにはいられなかったဆိုပြီးအစင်လိုက်လေးဖြစ်မယ်ကဲအားလုံးနားလည်မယ်လို့ထင်ပါတယ်ありがとうございます